ဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်များဝိုင်းပြီး share ပေးသေးခြင်းနဲ့ဘာကြောင့် share ပေးသေးခြင်းလဲအခုထိုင်းနိုင်ငံမှာကျွန်တော်ရွှေပြောင်းလုပ်သမားရဲ့အနေနဲ့တအားအခုဖြစ်နေတဲ့ပြဿနာတွေပေါ့နော်ကျွန်တော်ပြောပြခြင်းနဲ့ဘာကိုပြောပြခြင်းလဲဆိုရင်ကျွန်တော်တို့လုပ်ငန်းခွင်မှာပေါ့ကျွန်တော်တို့ရအမှုတိုင်စေခြင်းတာအခုကဖြစ်လာတဲ့ပြဿနာတွေကကျွန်တော်ကလုပ်ငန်းခွင်ရပြီးတော့ထွက်သွားကြတယ်စာရွက်စာတမ်းနဲ့လုပ်ငန်းခွင်ရပြီးတော့မတောင်းဘူးထွက်သွားတယ်အပြင်ရောက်မှတတိယပေးမယ်နော်လောက်ခလာစာဆိုလဲအပြင်ရောက်မှပေးမယ်ဒါမျိုးတွေပြောပြီးတော့ကျွန်တော်ညီမပြည်သားတွေကယုံသွားကြတယ်ယုံပြီးတော့အပြင်ထွက်သွားပြီဆိုနေကကျွန်တော်ညီမပြည်သားတွေအတွက်ကတပန်းရှုံးသွားပြီဘာလို့ရှုံးသွားပြီလဲဆိုရင်ကျွန်တော်တို့တွေတော်တော်များများကိုလောက်ခလာစာတွေမရရင်ထွက်သွားတဲ့အတွက်ကအပြင်ရောက်မှကျွန်တော်ကတလားလောက်ကြာသွားပြီတလားလောက်ကြာမှတိုင်မယ်ဆိုရင်တတိတွေတော်တော်များများညှင်းမိုင်ဝင်ရှိတယ်သူ့အလုပ်သမားမဟုတ်ပါဘူးသူနဲ့မသက်ဆိုင်ပါဘူးဆိုပြီးတော့ညှင်းဆိုတာကြီးများတယ်တချို့လူတွေဆိုရင်ကျွန်တော်တတိနေချမ်းမတူတာလို့တတိပြောင်းမထားတာလို့ဒါတွေဆိုရင်သူတို့ညင်းလို့ရတယ်အခုပြဿနာရအဲ့ဒါတွေအများစုတက်တယ်စောက်လုပ်ရေးကွင်းဒီမှာဖြစ်တဲ့ပြဿနာအဲ့အမျိုးတွေဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်ကလုပ်ငန်းခွင်မှာနေပြီးတော့တိုင်စီကျင်တာပါတယ်ခင်ဗျာ